တင်းနှင်းလာသားသမီးများအတွက်တပတ်တာဟောစတန်များကိုဟောပြောပေးသွားမှာဖြစ်ပါတယ်တင်းနှင်းလာသားသမီးများအနေနဲ့ဆိုရင်တော့ဒီတပတ်တာကာလအတွင်းမှာပေါ့နော်ကိုလှုပ်တဲ့အလုပ်တွေဟာလုပ်ငန်းကိုင်ငန်းတွေဟာဆိုလို့ရှိရင်တင်းနှင်းလာသားသမီးတွေကကိုလှုပ်တဲ့အလုပ်တွေလုပ်ငန်းကိုင်ငန်းတွေဟာဆိုလို့ရှိရင်ပေါ့မပြီးမပြတ်တွလို့တန်းလန်းနေများနေတတ်တယ်ပေါ့နော်ကိုကတခုခုရစရာရှိတာဆိုရင်တော်တော်နဲ့မရသေးတာပြီးစရာရှိနေမပြီးနိုင်သေးတာလိုမျိုးပေါ့နော်အဲ့လိုငွေကြီးကိစ္စကျွေးမြေကိစ္စတွေမှာတွလို့တန်းလန်းဖြစ်နေတတ်တယ်ပြီးတော့ဒီရက်ပိုင်းအတွင်းမှာပေါ့နော်မိမိဒီတပတ်တာကာလအတွင်းမှာမိမိနေထိုင်တဲ့အိမ်တို့မှုအလုတ်ခန်းပေါ့နော်အလုတ်နေရာနာမှာလေအဲ့လိုငါးတို့ပစုံတို့ကိုကန်ပြီးတော့မှတို့အခွန်တွေပေါ့နော်အဲ့လိုပစုံကောင်းနေပါတယ်အဲ့လိုအမိတွေအဲ့လိုအခွန်တွေကိုဟိုထုတ်ထားတဲ့အထုပ်ကိုပေါ့နော်တခြားတဝါတကောင်ကကိုက်ချီလာတာအမှကြီးကန်းတို့ပါလို့ပါပေါ့နော်အဲ့လိုကိုက်ချီလာပြီးတော့ကိုအိမ်နာမလာပြီးတော့ချသွားတာเนาะအနှမ်းသက်မကောင်းတာအဲ့လိုမျိုးလေးဖြစ်တတ်တယ်အဲ့လိုမျိုးဖြစ်လို့ရှိရင်ချက်ချင်းအဲ့ဒီအနှမ်းသက်ထွက်တဲ့နေရာကိုရှာပြီးတော့မှဖြည့်ရှင်းလိုက်ပါပြီးတော့ဟိုရှင်းထုတ်လိုက်ပါအဲ့ဒါမှလည်းကိုကကောင်းမယ်ပေါ့နော်နောက်ပြီးတော့ဒီသားသမီးတွေကဒီတပတ်တာကာလအတွင်းမှာဆိုလို့ရှိရင်အိမ်နဲ့ပတ်သက်တာပေါ့အိမ်ကိုအသေးစားပြင်ဆင်မှုပေါ့နော်မိဖို့ကြောင့်ပြင်တာရေချိုးကန်းအိမ်သာပြင်တာစသဖြင့်ပေါ့နော်အိမ်နဲ့ပတ်သက်တခုအသေးစားပြင်ဆင်မှုလေးတွေလုပ်နေတာမျိုးရှိတယ်ဆိုလို့ရှိရင်အဲ့လုပ်ကအကြောင်းကြောင့်ပေါ့ရက်သွားတတ်တယ်နော်အလုပ်သမားမလာတော့တာတို့နော်ဟိုကန်ထရိုက်ကဒီအလုပ်ကိုထားခဲ့ပြီးနောက်အလုပ်ကိုတန်လန်းသွားလုပ်နေတာလိုမျိုးအဲ့လိုမျိုးလေးတွေတိုက်ဆိုင်ကြုံတွေ့တတ်တယ်ဒီကသားသမီးကြီးကဒီတပတ်တာကာလအတွင်းမှာကိုယ့်ရဲ့အခြေအိမ်အောင်ရေးမှာပေါ့နော်တစုံတယောက်ရဲ့ကျိုးဆွဲရာကနေရတယ်လို့မျိုးကြုံနေတတ်တယ်အဲ့တော့ချစ်သူနှစ်ဦးကြားမှာဒါမှမဟုတ်လင်မယားနှစ်ယောက်ကြားမှာဂျားလူဝင်လာတတ်တယ်တဲ့အဲ့ဂျားလူကလည်းဒါဟိုသုံးဝင့်ဆိုင်အခြေမျိုးမဟုတ်ဘဲနေပေါ့နော်အဲ့ဂျားလူကဒီလင်မယားနှစ်ယောက်ကိုဒီသမီးသားစုံတွေကိုအဲ့လိုပေါ့ကတုံးကထိုက်တွေဖြစ်အောင်စကားအားဖြင့်လိုက်ပြီးတော့တိုက်ခိုက်နေတာမျိုးတွေတိုက်ဆိုင်ကြုံတွေ့ရတတ်တယ်။နောက်ဒီသားသမီးတွေကဒီတပတ်တာကာလအတွင်းမှာဆိုလို့ရှိရင်ပေါ့နော်ပထမပိုင်းရက်တွေမှာပေါ့နော်အဲ့လိုစိတ်ညစ်စရာဆိတ်ရှုပ်စရာလေးတွေတိုက်ဆိုင်ကြုံတွေ့ရတတ်တော်လေးပဲတဲ့။ဒီတပတ်တာကာလရဲ့နောက်ပိုင်းရက်တွေပေါ့နော်နောက်ပိုင်းရက်တွေမှာတော့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုအဆင်ပြေလာလိမ့်မယ်။အဲ့ဒီအဆင်ပြေလို့ရှိရင်လေလေးကနန်းပါလိမ့်မယ်။ဥပမာ4သိန်းလားနော်သိန်း400လားသိန်း240လား224သိန်းလားနော်114သိန်းလားစသဖြင့်ပေါ့နော်လေးကနန်းတစ်ခုခုပါတဲ့ငွေကြီးပမာဏမျိုးဝင်လာဖို့ရှိပါတယ်အဲ့တော့ဒီလသားသမီးတွေကဒီတပတ်တာကာလအတွင်းမှာအញ្ញံခိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိဖို့အတွက်ဆိုလို့ရှိရင်တော့ပြုလုပ်တဲ့ရေရရာပေါ့နော်ပြုလုပ်တဲ့ရေရရာတော့ပတ်စံ၄ရွက်အတစ်ဖြစ်ရမယ်အတစ်ဆိုတာအရင်အတစ်ကြီးဖြစ်နေကြတော့မလို့ဘူးပေါ့နော်တင်းတင်းနဲ့ပတ်စံခက်လက်လက်ပေါ့နော်မာတောင်းတောင်းနေဖြစ်နေသေးတယ်အရင်ပြောဖတ်ဟောင်းနှွမ်းနေတဲ့ဆက်ကူတော့မရဘူးငွေဆက်ကူမရဘူးဗာတယ်မဲဖြစ်ပေါ့နော်9000တန်1000တန်ဟိုအတန်ကြီးဆိုရင်ပိုကောင်းတယ်ပေါ့နော်9000တန်1000တန်အဲ့လိုမျိုး၄ရွက်ပေါ့နော်အဲ့၄ရွက်ကိုမသုံးနဲ့တစ်ပတ်လုံးဆောင်တာအိတ်ကက်ရှင်အိတ်ကက်ထဲမှာထည့်ထားမယ်ပတ်စံဆိုရင်ပတ်စံထဲမှာတက်ဖယ်ပြီးတော့ထည့်ထားမယ်အဲ့ဒီပတ်စံ၄ရွက်ကဒီတပတ်တာကာလအတွင်းမှာတနင်္လာသားသမီးတွေငွေခေါ်ရည်ရာဖြစ်ပါလိမ့်မယ်နောက်ဒီနေ့သားသမီးတွေကဒီတပတ်တာကာလအတွင်းမှာမို့ထူးထူးခြားခြားနမိတ်အနေနဲ့ဆိုလို့ရှိရင်တော့ခလီးငယ်တယောက်ကိုအိမ်မက်မြင်မဲ့တတ်တယ်အဲ့ခလီးကအရင်လည်းမငယ်ဘူးပေါ့ဥပမာ12နှစ်လောက်ကနေစပြီးတော့6နှစ်9နှစ်10နှစ်လောက်အရွယ်ပေါ့အဲ့လိုအရွယ်ခလီးငယ်တယောက်ကိုအိမ်မက်နမိတ်အနေနဲ့မြင်မဲ့တတ်တယ်အဲ့လိုအိမ်မက်နမိတ်မြင်မဲ့ပြီးနောက်ပိုင်းမှာပတ်စံတော်ဝင်လာလိမ့်မယ်ငွေတွေအများကြီးဝင်လာမယ်နမိတ်ပဲဖြစ်ပါတယ်